မြတ်စွာဘုရားဟောထားတာတော့အဲ့ဒါလို့မဟုတ်ဘူးနော်ကိုးကွယ်တာနဲ့ပူဇော်တာနဲ့တခြားစီပဲအိမ်လာတဲ့ဧည့်သည်ထမင်းကျွေးတာကိုးကွယ်တာမှမဟုတ်တာထို့တူပဲနတ်ကိုလည်းပဲပေးနေကြပူဇော်ပွဲတစ်ခုပေးတာဒါဒေဝတာပလိလို့ခေါ်တယ်အဲ့လိုမျိုးကလည်းပဲကိုရိုးရမပြက်ပြုလုပ်ခြင်းကိုမမြင်ရပေမဲ့လို့နတ်တွေကကိုယ့်ပေါ်မှာမေတ္တာတက်ရောက်တယ်ရိုးရာကိုဖြတ်လိုက်လို့ရှိရင်လည်းသူတို့ရင်ထဲမှာမကြေမနပ်ဖြစ်နိုင်တယ်ဒါနော်သောလူမဟုတ်သည့်အတွက်ကြောင့်မသိကြတဲ့အခါကျတော့ဒါဘာမှမဖြစ်ဘူးလို့တို့ထင်တယ်ဟိုလူနတ်ပြောတာနတ်ကိုးကွယ်တာဖရာတရားတန်ခါနေမဟုတ်ဘူးနတ်ကိုအလေးထားပြီးဒီလိုကိုးကွယ်တာပြောကတော့မဖြစ်သင့်ဘူးပေါ့ခုနလိုနတ်အုံးသီးဆွဲတယ်ကိုရိုးရအရာပူဇော်နေကြအောင်ပူဇော်တယ်နောက်ဆုံးပဲဖရာပန်းတင်ရင်ကနေပြီးတော့ဒီဖရာပန်းနတ်ကနေပြီးတော့ဖရာကိုလှူဖို့ဆိုပြီးတော့ပေးမယ်ဆိုရင်အဲ့နတ်ကကိုပို့ပြီးတော့ယေရှုတင်မှာအဲ့တော့ဒေဝတာပလီထဲမှာအကောင်းဆုံးဒေဝတာပလီကတော့အုံးသီးဆွဲတာမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းအမျှဝေတာအကောင်းဆုံးပဲပေါ့နော်ဒါလည်းဒေဝတာပလီလို့ပြောတယ်ကုသိုလ်လုပ်ပြီးတဲ့အခါတိုင်းမှာကိုမမြင်ရပေမဲ့ကိုယ့်ရဲ့အိမ်ဆောင်နတ်ကိုဆောင်နတ်ကျောင်းဆောင်နတ်ဆိုတာလို့ပေါ့နော်ဒါတွေကဟိုစားထဲမှာအဆောင်နတ်လို့ဆိုပေမဲ့လို့ကိုယ်လာဆောင်းရှောက်နေတာတော့မဟုတ်ဘူးကိုနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာအဲ့ဒါကိုဆိုလိုတယ်လို့ယူဆအဲ့တော့ကိုနဲ့အနီးပတ်ဝန်းကျင်မှာဖြစ်နေတဲ့နတ်တွေကိုကိုယ်တိုင်ကကုသိုလ်ကောင်းမှုလုပ်တိုင်းအမျှပေးဝေခြင်းအပြင်သူတို့နဲ့မိတ်ဆွေဖြစ်ပြီးသူတို့ရဲ့ဆောင်းရှောက်မှုကိုရတယ်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဒေဝတာနုကံပိတောပောသောသရဗတ္ထာနိပတ္တိကိုကနတ်တွေကိုအရေးတယူလုပ်ပြီးတော့ကုသိုလ်အမျှဝေငှလို့သူတို့မှာဘုံကိုတည်စောတက်သွားတဲ့အခါမှာသူတို့ကကိုယ့်ကိုတနာဆောင်လျှောက်လာမိဘကကိုယ့်ကိုကြည့်ကိုယ်သားသမီးကိုကြည့်တယ်လို့ပဲနတ်တွေကကိုယ့်အတွက်စိတ်ချနှံ့ပြီးတော့နတ်တွေကချနှံ့ပြီးတော့ကြည့်ပြီးတော့ဘေးကနေမရောက်ရအောင်သူတို့ကြိုတင်သိလို့ရှိရင်လေလမ်းလွဲပေးတယ်ကူညီတယ်မဆားတယ်အနေရကင်းအောင်လုပ်ပေးတယ်ဒါအချွန်တက်ကြီးနဲ့ကောင်းကင်ကဆင်းပြီးတော့လာလို့မှမဟုတ်ဘူးပေါ့နော်တခါတည်းကြုံတတ်တယ်မို့လားကိုကခကြီးသွားတယ်ကားပြက်နေတယ်တော်ကြီးထဲမှာတော်လန်းထဲမှာကားပြက်နေတယ်ကိုနဲ့သိတဲ့မိတ်ဆွေရောက်လာပြီးတော့ကူသွားတယ်သို့မဟုတ်ကိုကူညီမဲ့ပုဂ္ဂိုလ်ရောက်လာတယ်အဲ့လိုမျိုးတွေဟာနတ်တွေရဲ့အကူအညီဆိုဖြစ်နိုင်တယ်